ဖျားမှလူလိုက်ကန်စွန်းသွားအောင်ကလေးတွေရည်စူးပြီးလူဟုတ်ပလားနော်ဒါပဲအဆင်ပြေပြီဟေ့နော်ဟေး तू ကဟိုဥမာခုနကတော့ငါ့ကိုကြံရင်ဖိုင်ကောင်းအောင်လို့ကြံရင်နဲ့အဖိုင်လူရ ဟုတ်တယ် ငါတူမလေးကြတော့နေချင်းညာချင်းပြောင်းဂျင်းနဲ့ ဟုတ်တယ်ဗျာ ဟိုကန်လေးကောင်းတော့ ကန်စွန်းအောင်ကစိုးညို့လူရတယ် โอ้ကကင်းသဘောတွေ ဒါပေါ့ အေးအဲ့ဒါဆိုရင်တော့ အရေးကြောင်လည်းမဲအဲ့ဒီဟာလေးကဒါမှတ်ထားသုံးဝင်တယ် လုံးလုံးစရာပါငါလေပြန်မငါတူမလေးလေပြန်မလာတော့ခဏနားနေအဲ့ဒါဒီနေ့တစ်ခါလောက်အောင် မင်းအခုပြချင်းခုလုပ်လိုက်ဘောတန်ချင်းမင်း ဟောဒီအားဆိုလို့ရှိရင်ဟိုဈေးဆိုင်ဩဟဲ့ဘုညာနေသွားပြီ ဘယ်တော့ အာလူဆိုင် ဘာနဲ့ပြော စက်သားနေရော အာလူနဲ့ချက်တောင်း လုံးလာ ဟုတ်ဘူးဟုတ်ပါ မင်းတော့ငါလက်မမီလို့တော့ငါဒေါတော့မစားနဲ့ အေးပါ အာလူရဲ့ဈေးဆိုင်ကိုသွားစမ်း အော်အာလူကုန်စုံလိုက် အေးအာလူရဲ့ကိုသုံးဆိုင်ကိုသွားဒီကောင်းဆိုင်မှာရှိတော့ငါအတွက်ကြံနှစ်ချောင်း ချမ်းသာချောင်း တမင်းရောက်ပါမလား ငါမလောက်တော့လေထိုးချိုးပြီးထဲရမှာပေါ့ဟဲ့ကောင် မပေါ်ဘူးလေကြိတ်ရင်တစ်ခွက်စာရပါမလားငါစကားရှင်းအောင်နားထောင်ပါလို့နော် ဦးလေးတက်တူနဲ့ပေါင်းပြီးတော့နော်မင်းတို့ အေးပါအေးပါ အေးရတယ်ငါအတွက်ကကြံနှစ်ချောင်း ဒီကမတ် ငါတူမအတွက်ဂျင်းနော်အေး ဟိုလူကြီးဟိုမထူပါဘူးတက်ခါလေးကိုကျမအတွက်လူတဲ့ကစုံရက်လေးပါမာလိုက်ပါ ဟောအေး ဒီလိုင်း လိုင်းကြုံတော့လိုက်တာပဲနော်အေးဟဲ့ ရ ကြံရနော် ကျန်ရဲ့ မင်းတို့အတွက်ကကစုံညွန့်အညွန့်လေးတွေကြီးပဲ ဒါမှကောင်းပါ ငါအတွက်ကကြံတစ်ချောင်းငါတူမအတွက်ဂျင်း ကျဲ နော်မင်းတို့အတွက်ကစုံအညွန့်လေးတွေကြီးပဲ ဒီကမတ်နော် အာ အဲ့ဒါသွားပြီပဲ ပစ္စည်းပါဘုညာကုန်မှမီဘုညာမှာ